保卫，保卫的意义是什么？所以保护嘎鬼啦，守卫听听呗啦，是不是侵犯？侵犯所以主角တိုက်ခိုက်တာမျိုးကို不受မခံရစေဖို့守卫ကာကွယ်ထိန်းသိမ်းတာကို保卫လို့ပြောပါတယ်သူရဲ့語法ကပါလဲဆိုရင်動詞ပဲဖြစ်တယ်သူ့ကိုအမြဲအသုံးပြုတဲ့ပုံစံက保卫對象နော်保卫對象တစ်ခုခုကို對象တစ်ခုခုကို保卫ကာကွယ်တာအဲ့ဆိုရင်ဥပမာအဖြစ်ဒီမှာလူဥပမာပေးထားတယ်保卫祖国ကိုယ့်ရဲ့အမိမြေကိုကာကွယ်တယ်保卫家园ဒါလည်းပဲအမိမြေကိုပဲကာကွယ်တာပဲเนาะအဲ့တော့例句ရပါပေးထားလဲဆိုရင်士兵们正在保卫国家စစ်သားတွေကအမိမြေကိုအမိနိုင်ငံတော်ကိုဘာဖြစ်နေကြလဲဆိုရင်ကာကွယ်နေကြတယ်တဲ့ဒီနောက်ခု报答的意义啊ဘာလဲဆိုရင်用行动对吧အပြုအမူကိုသုံးမယ်ဟောသုံးမလို့ရှိရင်用礼物လက်ဆောင်ပစ္စည်းကိုသုံးပြီးတော့来回报ပြန်လဲပေးဆက်တာ别人的恩情ဒီတခြားသူတယောက်ယောက်ရဲ့恩情ကျေးဇူးတရားကိုအပြုအမူသုံးမရင်လက်ဆောင်ပစ္စည်းနဲ့ပြန်လဲပေးအပ်တာမျိုးပေါ့နော်ပြန်လဲတိတက်တာမျိုးကို报答လို့ခေါ်ပါတယ်တဲ့报答ဆိုတော့ဒီမှာဆိုရင်ကျေးဇူးတရားတိတက်တာပေါ့နော်အဲ့ကျေးဇူးတရားကိုလည်းပြန်လဲပေးအပ်တာမျိုးပေါ့နော်အဲ့တော့ဒီမှာဆိုရှင်恩情ဆိုတဲ့ kindness သူတပါးရဲ့ကျင်နာမှုကိုပြန်ပြီးတော့回报ပေးအပ်တာဖြစ်တယ်လို့别人的帮助ဒီတခြားလူတယောက်ယောက်က帮助ပေးခဲ့တဲ့အကူအညီအတွက်ပြန်ပြီးတော့ပေးဆက်တာမျိုးပေါ့နော်ဒါသူ့ရဲ့ရည်ရည်လေးဖြစ်ပါတယ်ပြီး语法ကြတော့ဗာလဲဆိုရင်动词ပဲသူသုံးတဲ့ပုံစံက报答က人都မဟုတ်ရှင်恩情เนาะဒီတစ်ခုခုနဲ့တွဲပြီးတော့ပြောမယ်ဥပမာကြီးလည်းပေးထားတယ်报答父母မိဘရဲ့ကျေးဇူးတရားကိုပြန်သိတတ်တာ报答老师ဆရာရဲ့ကျေးဇူးတရားကိုပြန်ပြီးတော့သိတတ်ပြီးတော့ပေးအပ်တာဒါကို报答老师ပေါ့နော်သူရဲ့例句ရပါပေးထားလဲဆိုရင်他努力学习是为了报答父母的养育之恩သူကတဲ့စာစူးစမ်းသင်ယူရတဲ့အကြောင်းရင်းကမိဘရဲ့ဒီ养育之恩ငယ်စဉ်ကလေးကကိုကျွေးမွေးပြုစုလာတဲ့ကျေးဇူးတရားကို报答ပြန်လဲပေးဆက်ခြင်းတဲ့အတွက်ကြောင့်မို့အားတဲ့ပြီးနောက်တစ်ခုက抱怨的意义就是埋怨ဆိုတာလေဒီမှာအပြစ်တင်တာပဲပြီးရင်责怪အပြစ်တင်တယ်ဘာလို့အပြစ်တင်တာလဲဆိုရင်对模式ကိစ္စချက်တစ်ခုခုအပေါ်မှာ表示不满မကျေနပ်ဘူးဆိုတဲ့သဘောတရားကိုပြတာကိစ္စရက်တစ်ခုခုအပေါ်မှာမကျေနပ်ဘူးဆိုတဲ့သဘောတရားကိုပြတယ်ဒီ责怪အပြစ်တင်တယ်埋怨ပြောဆိုတယ်အပြစ်တင်တယ်ပေါ့နော်အဲ့ဒီရဲ့အဓိပ္ပာယ်ဒီ抱怨ဖြစ်ပါတယ်တဲ့သူကဒီ动词ပဲဖြစ်တယ်သူ့အမြဲအသုံးပြုတဲ့ပုံစံကလည်းပဲ抱怨သူ့ရဲ့နောက်မှာ人လူလားတော့မ事情ကိစ္စတစ်ခုခုလားဘာကို抱怨တာလဲဘာကိုမကျေနပ်တာလဲဘာကိုအပြစ်တင်တာလဲလူကိုအပြစ်တင်တာလားကိစ္စတစ်ခုခုအပေါ်မကျေနပ်လို့အပြစ်တင်တာလားပေါ့နော်အဲ့တော့သူရဲ့例句ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်他总是抱怨工作太忙ဒါဆိုရှင်သူဟာဆိုရင်总是အမြဲတမ်းလိုပဲ抱怨工作ဒီအလုတ်အပေါ်ကိုမကျေနပ်ကြောင်းတွေကိုပြောတယ်ပေါ့နော်ဘာဖြစ်လို့လဲအလုတ်ကဘာဖြစ်လို့လဲထိုင်မောင်အယံများလို့အလုတ်ပင်ပန်းလို့ပေါ့နော်အလုတ်အပေါ်မှာမကျေနပ်မှုတွေသူအမြဲတမ်းပြောတယ်ပေါ့နော်